ဒီနေ့မေလ6ရက်နေ့ကရင်နီဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ကရင်နီမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့12ကြိမ်မြောက်ပါတီကွန်ဂရက်ဖွင့်ပွဲမှာအခုလိုပြောလိုက်တာပါဒီကျွန်တော်တို့ဒီနေ့အတွင်းမှာကျွန်တော်တို့အမျိုးသားတွေကဒီမွေးစေဝါကြောင့်တော်လေးပစ္စည်းဒီလွင့်ပစ္စည်းတွေတော့တွေ့ရတော့အဲ့ဒါကိုကျွန်တော်တို့မျိုးကန်တွေ့ပြီးရှင်းသွားမယ်ဒီကအဲ့ဒါလဲပါတီထုအားလုံးပါဝင်ပြီးတော့သူရဲ့ဆန္ဒနဲ့ကျွန်တော်တို့ဆောင်ရွက်သွားမယ်အဲ့ဒီအတွက်ကျွန်တော်တို့9မိနစ်ကနေ10မိနစ်အတွင်းကျွန်တော်တို့ပြုမှာဖြစ်ပါတယ်ဒီနေ့ချိန်ကျင်းပခဲ့တဲ့ကွန်ဂရက်ကိုနေဆက်နဲ့ပြည်တွင်းကအပြင်နိုင်ငံတကာကိုရောက်ရှိနေကြတဲ့ KNPP ကိုယ်စားလှယ်ဒီလဲတက်ရောက်လာပါတယ်ကျွန်တော်ဒီအမျိုးသားပြန်လဲတင့်မြတ်ဆိုတဲ့ကဏ္ဍမှာဒီလုံးအနေနဲ့စစ်စစ်လုံးလုံးနဲ့ကျွန်တော်ဒီနိုင်ငံရေးကိုဆောင်ရွက်သွားကြမယ်ပေါ့လေ1959ခုနှစ်မှာ KNPP ကိုစတင်ထူထောင်ခဲ့ပါတယ်ဒါကြောင့်မလို့တက်တန်း56နှစ်ရှိပါပြီ KNPP ဟာလက်ရှိအစိုးရနဲ့2012ခုနှစ်မတ်လ9ရက်နေ့မှာအပြစ်ကရက်စဲရေးသဘောတူလက်မှတ်ရေးထိုးပြီးနှစ်ဦးနှစ်ဖက်ကြားငြိမ်းချမ်းရေးခိုင်ခိုင်မာမာတည်ဆောက်ဖို့နိုင်ငံရေးအရတွဲဆုံဆွေးနွေးမှုတွေပြုလုပ်နေချိန်အခုလိုကွန်ဂရက်ကိုကျင်းပလိုက်တာပါဒီကနေ့မေလ6ရက်ကနေ17ရက်နေ့အထိ6ရက်ကြာကျင်းပသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်မောင်တူပါSama,